လူချင်းမင်းတို့လက်ထဲမှာတသိန်းရှိရင်ဘာလို့လို့ရမယ်ထင်လဲကားတဲ့ကိုစီတသိန်းဖို့အပြည့်ထည့်ပြီးတော့ကျွန်တော်တို့စီမှာရှိတဲ့အသင်းတွေတိုက်တွေမြေကွက်တွေကိုလိုက်ကြည့်မှာပေါ့ဟုတ်တယ်မလားအစားရပါဗျာကျွန်တော်ကတော့ drone HM ရဲ့ကိုပိုင်ဖြစ်ပါတယ်ဗျဒီနေ့မှာတော့ကျွန်တော်တို့နေရာ location လည်းမိုက်တယ်လမ်းကျယ်လည်းဖြစ်မယ်လမ်းနှစ်ပြခင်းလည်းဖြစ်မယ်ARကနေပြီးတော့ချင်းတွင်းလမ်းလည်းဒဲပေါက်မယ်ဆိုတဲ့နေရာမှာရှိတယ်ကျွန်တော်အခုဒီအသင်းတွေတိုက်ကိုလိုက်ပြပေးမှာဖြစ်ပါတယ်ဒီအသင်းတွေတိုက်ရဲ့ဒီနေရာကတော့နေပြည်တော်ပုပ္ပတိမြို့နယ်ဝနဒီပါရက်ကွက်နွဲတာကိရှက်လမ်းပေါ်မှာတရှိတာဖြစ်တဲ့အိမ်ရဲ့အလဲကတော့မြောက်လက်ဖြစ်ပါတယ်ခင်ဗျဒီအသင်းတွေတိုက်ပါခြံရဲ့အကျယ်ဆိုလို့ရှိရင်ပေ40 60အကျယ်ရှိမှမျက်နှာပွင့်ရ40နောက်ကို60အကျယ်ရှိမှဖြစ်တယ်အိမ်ကလည်းတော်တော်လေးမိုက်တယ်ဆိုတဲ့အနေထားမှာရှိတယ်ခြံရှိမှဆိုလို့ရှိရင်လည်းကျွန်တော်တို့ကားပါကင်အတွက်ကား grass ကိုအကျယ်ကြီးလှုပ်ထားပေးတယ်ကျွန်တော် flower pot တွေကိုလည်းတခြားလေးလှုပ်ထားပေးတယ်ခြံရှိရလမ်းတော့လမ်းနဲ့ပြကင်ဖြစ်တယ်နော်ပြီးတော့ outright ၄ဘက်အပေါ်မှာလုံခြုံရေး safety ပိုင်းအတွက်ကျွန်တော်တို့ breeder စုချုပ်ပတ်လေးတက်ဆင်ပေးထားပြီးသားဖြစ်တယ်ကျွန်တော်တို့ gate တကားကလည်းဆွဲတကားဖြစ်ပါတယ်ခင်ဗျာလွယ်လွယ်ကူကူပဲဆွဲလိုက်လို့ရပါတယ်ပြီးတော့ခြံထဲမှာဆိုလို့ရှိရင်လည်းကားတစ်စီးနှစ်စီးကတော့အသာလေးရလို့ရမယ်အနေထားမှာရှိတယ်ကျွန်တော်တို့ပေးအုတ်တိုင်းပေးနားမှာလည်းကျွန်တော်တို့အလှပန်းတွေတင်ဖို့အတွက်ဘောင်လေးတွေတခြားလေးလှုပ်ထားပေးတယ်ပေါ့နော်စင်ဝင်ကလည်းတော်တော်လေးကျယ်တယ်ဆိုတဲ့အနေထားမှာရှိတယ်ရေအနေနဲ့ကတော့ကျွန်တော်တို့စီပင်ရေပါမှာဖြစ်တယ်စီပင်ရေကိုကျွန်တော်တို့ ground တက်နေရမယ် ground တက်ကနေပြီးတော့ကျွန်တော်တို့overhead tank ကိုပြန်မော်တာနဲ့ပြန်တင်လို့ရမှာဖြစ်တယ်အိမ်ရဲ့အနေထားတော်တော်လေးမိုက်တယ်ပေါ်လီကိုမျက်နှာချက်ဒီဇိုင်းတွေကလည်းတော်တော်လေးမိုက်တယ်ဆိုတဲ့အနေထားမှာရှိတယ်ပြည့်စုံမှုဆိုတာဒီအိမ်မှာရှာဖွေတွေ့ရှိနိုင်မှာပဲဖြစ်တယ်အိမ်ရဲ့ခြေကြော်တကားတို့ brand တကားတို့ဘာတို့ကိုကျွန်းတကားကျွန်းကြီးပေါင်းအဖြစ်သုံးထားပေးတာကိုတွေ့ရမှာဖြစ်တယ်ဒီအိမ်မှာဆိုလို့ရှိရင်အခန်းအနေနဲ့ကတော့3ခန်းပါမှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်အိမ်ထဲကိုတစ်ချက်လိုက်ပြပေးပါမယ်မျက်နှာချက်ဒီဇိုင်းကလည်းတော်တော်လေးမိုက်တယ်ဆိုတဲ့အနေအထားမှာရှိတယ်ကျွန်တော်တို့ကျွန်းတကားကျွန်းကြီးပေါင်းကျွန်းပါကေအပြည့်သုံးထားပေးတယ် brand တကားတွေကိုလည်း ventilation နဲ့ကျွန်တော် daylight တင်အတွက်3ပေါက်လုပ်ထားပြီးတော့တွေ့ရမှာဖြစ်တယ်တော်တော်လေးမိုက်ပါတယ်လုံခြုံရေး safety တန်ပန်းတွေလည်းတက်ဆင်ပေးပြီးသားဖြစ်ပါတယ်အခုမြင်နေရတော့ကျွန်တော်တို့ဖျားကန်းဖြစ်ပါတယ်ဖျားကန်းကိုလည်း light partition လေးထည့်ထားပေးတယ်တေချာလေးလှုပ်ထားပေးတာကိုတွေ့ရမှာဖြစ်ပါတယ်သူကလည်းသူမစိုးပါဘူးခင်ဗျာနိုင်ရန်နေမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့မာပယ်ပြားအလှလေးတွေကိုသုံးထားပေးတာကိုတွေ့ရမှာဖြစ်တယ်ဒီမှာဆိုလို့ရှိရင် master 3ခန်းပါပါမယ်ခင်ဗျာ master 3ခန်းမှာဒါပထမဦးဆုံး master ခန်းဖြစ်ပါတယ် brand တကားတွေအပြည့်တေချာလေးလှုပ်ထားပေးတာကိုတွေ့ရမှာဖြစ်ပါတယ်ရေဘူးရေအေး budget stand shower အကုန်အပြည့်စုံပါပြီးသားဖြစ်ပါတယ်ခင်ဗျဒါပြီးရင်ကျွန်တော်ဒုတိယ master ခန်းလေးကိုကျွန်တော်ဆက်ပြီးပြပေးပါမယ်ရှောက်လန်းရဲ့ဘက်ဘက်ချန်ဒုတိယ master ခန်းဖြစ်ပါတယ်ဒီအခန်းရဲ့ bedroom မှာလည်းကျွန်တော်တို့ရေဘူးရေပါမယ် stand shower ပါမယ်ပိုးတိုင်းပါမယ် basin ပါမယ်ခင်ဗျအဲ့ခန်းကတော့သူ့အနေနဲ့သူမစိုးပါဘူးခင်ဗျဒါပြီးရင်တော့ကျွန်တော်တတိယ master bedroom လေးလိုက်ပြပေးမယ်တတိယ master bedroom မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ရေဘူးရေပါမယ် stand shower ပါမယ်ကျွန်တော်တို့ပိုးတိုင်းပါမယ် basin ပါမယ်ခင်ဗျအိတ်ခမ်းကတော့သူ့အနေနဲ့သူမစိုးဘူး compact ဖြစ်တယ်လို့ပြောလို့ရမယ်ဆိုတဲ့အနေအထားတစ်ခုမှရှိတယ်ရှောက်လန်းလဲကျယ်ပါမယ်ခင်ဗျရှောက်လန်းအစုံမှာဆိုလို့ရှိရင်ကျွန်တော် basin ပါမယ်မှန်ကြည့်မှန်ပါမယ်ပေါ့ဗျာပြီးရင်ကျွန်တော်တို့ဒါကတော့ kitchen အနေအထားဖြစ်ပါတယ် kitchen counter ရဲ့အောက်နဲ့အပေါ်မှာဆိုလို့ရှိရင် cabinet တွေတခြားလေးလှုပ်ထားပေးတယ် kitchen နဲ့ dining ကိုတွဲရလှုပ်ထားပေးတာဖြစ်ပါတယ်ခင်ဗျပြီးရင် exhaust fan တွေလည်းပါအောင်မှာဖြစ်ပါတယ်ဒါကတော့အပြင်ထွက်မယ်အပေါက်ဖြစ်ပါတယ်ဘေးပတ်ဝန်းကျင်မှာလူနေအပြည့်ရှိတာကိုတွေ့ရမှာဖြစ်ပါတယ်ခင်ဗျဒီအိမ်ရဲ့ခေါ်စည်းကတော့ချက်သိန်း9900သိန်းတီတီဖြစ်ပါတယ်လူချင်းမင်းတို့ပိုင်ရှင်နဲ့တိတိဆန်ဆန်တွေ့ပြီးတော့ညှိနှိုင်းလို့ရအောင်မှာဖြစ်ပါတယ်ခင်ဗျပိုင်ဆိုင်မှုကတော့230 gram မြေမျိုးစားဖြစ်ပါတယ်လူချင်းမင်းတို့ဝယ်ယူပေးတာနဲ့ကိုယ်နာမည်ပေါက်စိတ်ကြိုက်တန်းပြောင်းနိုင်မှာပဲဖြစ်ပါတယ်ခင်ဗျဒါကတော့အိမ်တကားကနေထွက်လိုက်တာနဲ့အပြင်ကိုတွေ့ရမယ်မြင်ကွင်းပဲဖြစ်ပါတယ်ကားကတော့အကျယ်စိတ်ကြိုက်ရက်လို့ရမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်လူချင်းမင်းတို့ဒီအသင့်တွေတိုက်ကိုစိတ်ဝင်စားရဆိုလို့ရှိရင်ကျွန်တော်တို့ Dream Home HMB ကိုအချိန်မရွေးဆက်သွယ်ဆောင်ဆွဲမေးမြန်းပြီးတော့ live ရောက်ကြည့်ရှုဝယ်ယူနိုင်ပါတယ်ခင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါမယ်ခင်ဗျမင်္ဂလာရှိတဲ့နေ့ရက်လေးပိုင်ဆိုင်နိုင်ကြပါစေကျွန်တော်ကတော့ Dream Home HMB ကကိုပိုင်မိုင်ဖြစ်ပါတယ်ခင်ဗျ